ပေါင်းမျိုးမှာအစင်တစ်လေးထွက်ပါရဲ့ရှင်ဒီမှာနော်ဒါလေးကကျတော့အတူတော့ရောင်းပေးပြီးအရှိတော့မရောင်းရသေးဘူးနော်ဒီမှာအစင်တစ်လေးပါအရှိပါနော်အသားလေးကတော့စပန့်အသားပါကလာလိုင်းလေးကတော့6ရောင်လာပါတယ်ရှင်ကလာလိုင်းလေးကတော့6ရောင်လာတယ်တေချာလေးဖြည့်ပြီးတော့ပြပေးမယ်အရန်လာတဲ့အစင်တွေပဲပါမယ်ဒါလေးကဒီဇိုင်းအသစ်ကလေးပေါ့နော်ဘောင်းမီအရှိဆိုရင်39လက်မလောက်ထိချုပ်ထားပေးပါတယ်ကွာဆိုရင်16လက်မလောက်ထိရှိတယ်အရန်ဝတ်ကောင်းတယ်ပေါင်ချိန်ဆိုရင်ပေါင်ချိန်100လောက်ကနေပြီးတော့လေ160လောက်ထိတော်ပါမယ်ကလာကတော့6ရောင်လိုင်းပါမြော့ဆိုရင်လည်းမြော့အကြီးလေးနဲ့ချုပ်ထားပေးတယ်ပြီးတော့ကွာဆိုရင်16လက်မချုပ်ထားပေးတယ်ကွာကြက်ကြလေးဝတ်လို့ရမယ်လုံးဝမကြက်ဘူးပြီးတော့ချုပ်ရုပ်ချုပ်တာကိုလည်းနှစ်ထပ်ချုပ်နှစ်လိုင်းချုပ်လေးနဲ့ချုပ်ထားပေးတယ်နော်အရန်လာတဲ့အစင်လေးတွေပါရအောင်ယူပါဒီမှာအနက်ကလေးလည်းပါတယ်နော်ဒါလေးကတော့ဟိုပါဘောနော်အဖြူများမယ်ပေါ့နော်နောက်တစ်ဆင်ရှိသေးတယ်ဒါလေးကကျတော့အနက်များပါမယ်6ရောင်6ကလာလာပါမယ်ရှင်ဈေးနှုန်းလေးက6000နဲ့မှ900ကျပ်ပါ6ထပ်တွေကနေစပြီးတော့မာယူလို့ရပါတယ်အရင်ကချေလဲပို့ဆောင်ပေးတယ်ဆိုင်မှာလဲလာကြည့်လို့ရပါတယ်ရှင်နော်မင်းတို့ဆိုင်ကမန္တလေးမြို့ကပါဒါလေးကအစင်တစ်လေးရအောင်ယူပါရှင်ကျေးဇူးပါ